ဒီမဲ့ဗျာရတိတောင်ကရခိုင်လူငယ်တယောက်နဲ့စကားပြောမိတာပေါ့နော်မော်လီသူညာဘာပြောတဲ့ထဲပြန်လာမှာအဓိကထောင်ကြည့်နေနှစ်ချက်နော်ပေါ့ဗျာပထမတစ်ချက်က AA ကရိုဟင်ဂျာတွေပေါ်မှာကောင်းတာလုပ်တာအောင်မရှိဘူးလားဆိုနောက်တစ်ချက်ကဒီ AA ကိုစန့်ကျင်တိုက်ခိုက်နေတဲ့အာစာအဖွဲ့အစည်းတွေအာစာလိုအဖွဲ့အစည်းတွေအကြောင်းပေါ့နော်ဆိုတော့နှစ်ချက်ပေါ့နော်ပထမတစ်ချက်ကိုနာကျွန်တော်မည်ယူတွေဆွေးနွေးတာကဒီဗမာစစ်တပ်လည်းခင်ဗျားတို့ရခိုင်ဖွားကြီးကိုဂုံးပိုးတာရှိတာပဲဗျာဆိုတော့ရခိုင်စစ်တပ်လည်းရိုဟင်ဂျာဖွားကြီးကိုဂုံးပိုးတာရှိတာပေါ့တော့မှကောင်းတာလေးတွေပလီဖွင့်ပြီးတာပလီတစ်လုံးဖွင့်ပြီးတော့ပလီအလုံးတရာဖြည့်ဆည်းတာမျိုးလဲအေးရလုံနေတာပဲပေါ့နော်ဟိုမှာရခိုင်ရွာသူရွာသားတွေကိုမိရှို့မောင်းထုတ်တက်ဖြတ်ပြီးတော့ရခိုင်တချို့ကိုကယ်ပြတာလည်းရှိတာပေါ့နော်ဆိုတော့ဒီ public relation လို့ခေါ်တဲ့လူထုကိုညာနားထောင်ကြည့်နော်ဒီဘင်္ဂလီအကျန်းဖတ်တွေကိုနေပြီးတော့ဘယ်တော့မှမလို့ဘယ်တော့မှနေပြီးတော့အကောင်းလို့အကောင်းမရဘူးဒီဘင်္ဂလီတွေကနော်ဒီဘင်္ဂလီတွေကနေပြီးတော့မြန်မာစစ်တပ်ကိုလည်းထောက်ခံလာဆိုတော့နို့ဆိုထောက်ခံပါဘူးနော်အခုတိုင်းရင်းသားလက်နက်ကိုင်တွေကိုထောက်ခံလာနို့မထောက်ခံပါဘူးနော်သူတို့ကနေပြီးတော့ဘင်္ဂလီအာစာအကျန်းဖတ်မှအကျန်းဖတ်သူထောက်ခံတယ်နော်သူတို့လူမျိုးမှသူတို့ထောက်ခံတယ်နော်ဘယ်တော့မှလည်းမြန်မာလူမျိုးတွေကိုဥစားကောင်းစားဥပမာပြမယ်ဆိုရင်ကောင်းကျိုးပေးတာလေဒီနေ့အရှင်ဒီရှိတလောက်မရှိတလောက်ချားတယ်နော်ဘင်္ဂလီကျန်တဲ့အခုဒီဘင်္ဂလီဖိုးကြီးကဗာပြလဲဆိုတော့နားထောင်ကြည့်တို့ကိုနေပြီးတော့ support ထုတ်တယ်တို့မြန်မာနော်မီဒီယာရပေါ့နော်ဒီသူတို့ကလည်းကောင်းတာရှိပါတယ်ဆိုတော့ပြတာအဲ့တော့ဗမာစစ်တပ်ကရခိုင်တွေပေါ်မှာကောင်းတာပြလို့ခင်ဗျားတို့ရခိုင်တွေကဗမာစစ်တပ်ကောင်းတယ်လို့မပြောဘူးလေဘာလို့မပြောလဲဆိုတော့ဗမာစစ်တပ်ကရခိုင်တွေရွာတွေအများကြီးလူတွေအများကြီးဖိနှိပ်တပ်ပြလူရမီးရှို့မောင်းထုတ်နေတာဟုတ်ပုံကျဲနေတာဟုတ်ဟုတ်မလားဆိုတော့ဒီတိုင်းပဲပေါ့အေးကလည်းခုနကဒီရိုဟင်ဂျာတချို့ခွင့်ရေးပေးပြီးတော့ရိုဟင်ဂျာတွေမောင်းထုတ်တပ်ဖြတ်တာတွေရှိနေတာပဲဒါတွေကလည်းကျွန်တော်ဆွဆွဲတာမဟုတ်ဘူးလေကျွန်တော်ရခိုင်လည်းမရောက်ဘူးအဲ့ဒါပြတာမင်းရခိုင်မရဘူးလိုင်းပေါ်မှာအာမရှုံနေတယ်နော်မင်းတို့နာမည်ယူတွေကနေပြီးတော့နိုင်ငံတကာရောက်တာနဲ့နေပြီးတော့မြန်မာလူမျိုးတွေကို support ထုတ်မယ်ဘယ်ဒေသမှာပဲရှိရှိနေပြီးဒီအာရခတက်တော့အေကို support ထုတ်မယ်နော်မင်းတို့စောက်ချင်းကဒီလိုပဲနာမည်ယူရိုဟင်ဂျာတရိုဂျာပဲရှိတယ်မင်းတို့မူလညာတွေကနော်အဲ့ဒါပြတာနေပြည်အချင်းတွေမှာနေပြီးတော့မသိတဲ့တင်းတွေကိုမစုံစမ်းမသိဘဲနဲ့နေပြီးတော့ line ပေါ်တက်ပြီးတော့ရှောက်မပြောင်းနေမင်းတို့ကောင်းတယ်နော်နေပြည်အချင်းတွေမှာနေပြီးတော့ဒီမွတ်စလင်တွေကိုနေပြီးတော့အာရခတက်တော့အေကနေပြီးတော့ဘေးလို့နေပြီးတော့တဖော်မျိုးနဲ့နေပြီးတော့ကြောသားရင်သားမခွေရှားဘဲနဲ့ဆက်ဆက်နေလဲနော်ရခိုင်လူမျိုးတွေကလည်းနေပြီးတော့ဒီမွတ်စလင်လူမျိုးတွေကိုနေပြီးတော့ဘေးလို့ဆက်ဆက်နေတဲ့အရင်တုန်းကနေပြီးတော့အေးအေးချမ်းချမ်းနေပြီးတော့ရခိုင်ဒေသမှာနှရှင်ကြတဲ့မွတ်စလင်တွေကအများကြီးရှိတယ်နော်ဒီနေ့ရှင်တင်းနေပြီးတော့ရခိုင်လူမျိုးတွေရောအာခတဲ့တော့အေးနဲ့အေးအေးချမ်းချမ်းပဲနေချင်းဒီထင်ကြတဲ့လူတွေအများကြီးရှိတယ်နော်မေရမိုလင်ရနာမည်ယူတဲ့ရိုဟင်ဂျာဆိုတဲ့နာမည်ယူတဲ့တဖော့ဖော့နေပြီးတော့ပစဲကနေပြီးတော့ပြောင်းနေပြီးတော့ရိုဟင်ဂျာကိုသိမြတ်ပြုပြီးပါရိုဟင်ဂျာလို့ခေါ်ပေးပါနေပြီးတော့နော်ကဘာကိုနေပြီးတော့အမျိုးမျိုးငိုပြတင်ပြနော်ဒီနာမည်ကနေပြီးတော့မင်းတို့ကိုနေပြီးတော့နာမည်တစ်ခုနေပြီးတော့ခေါ်ခိုင်းမပေးလို့မရဘူးလို့ပေးလို့ရတယ်ဒီနာမည်ကရိုဟင်ဂျာဆိုရိုဟင်ဂျာနာမည်ခေါ်ပေးလို့ရတယ်နော်ရခိုင်တမျိုးသားလုံးကနေပြီးတော့ဒီရိုဟင်ဂျာနာမည်ကိုနေပြီးတော့အသိမဲ့ပြူတာမဟုတ်ဘူးမြန်မာတနိုင်ငံလုံးကနေပြီးတော့ရိုဟင်ဂျာဆိုတဲ့နာမည်ကိုအသိမဲ့မပြူပေးထားတာနော်ဘာဖြစ်လို့လဲဆိုရင်ဒိုရိုဟင်ဂျာဆိုတဲ့အမည်နာမည်ကနေပြီးတော့နောက်တစ်ချိန်မှနေပြီးတော့ဒီမြန်မာနိုင်ငံတနိုင်ငံလုံးကိုနေပြီးတော့တုံလက်6ချနိုင်တဲ့နာမည်တစ်ခုဖြစ်တယ်နော်ဒီနေ့ရှင်မာတော်မှာမော်လင်ညာနာမည်ယူတွေနော်လောက်ပုံလုံးလေးတွေကနေပြီးတော့မြန်မာတနိုင်ငံလုံးကတည်တယ်နောက်တစ်ချိန်မှဆိုရင်ဒီလိုနာမည်မျိုးကိုပေါ်ခွင့်ပေးလိုက်မယ်ဆိုရင်ရိုဟင်ဂျာဆိုတဲ့အမည်ကိုနာမည်ပေါ်ခွင့်ပေးလိုက်မယ်ဆိုရင်မြန်မာနိုင်ငံတနိုင်ငံလုံးကနေပြီးတော့ဒုက္ခရောက်တော့နိုင်တယ်เนาะဒါကရခိုင်တစ်ခုတည်းနေပြီးတော့အသိနဲ့မပြူတာမဟုတ်ဘူးဒီနာမည်ကနေပြီးတော့ခေါ်ဆိုရင်ခေါ်လို့ပြလို့ရတယ်မင်းတို့စောက်ကြောင်းနေတယ်မင်းတို့စောက်ပြမယ်ဆိုရင်မင်းတို့ကလင်ကကြက်ကြတဲ့ဟာတွေကိုမြန်မာတနိုင်ငံလုံးကတည်တယ်เนาะဟုတ်လားဒါပေမဲ့ဒီကုလသမဂ္ဂအဖွဲ့အစည်းတွေ NGO တွေမြေပြင်ကအနေထားတွေနောက်ချင်းလူခွင့်ရေးအဖွဲ့အစည်းတွေချင်းမျိုးသမီးတွေကိုမရင်းကျင်တာဟုတ်လားချင်းတွေကိုတပ်ဖြတ်တာရိုက်နှက်နိုင်ကျင်တာအဲ့တော့အချင်းတွေပေါ်မှာ brotherhood ပေါ်မှာမကောင်းလားကောင်းတာပေါ့ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ကသူ့ရဲ့ policy တစ်ခုလုံးကိုကြည့်ရမှာပေါ့ခုနကလိုသူတို့ image saving လို့ခေါ်တဲ့တချို့နေရာမှာ
သူတို့လူတို့လှည့်ပြဖို့ဟန်ဆောင်လုပ် တော် ပြ တော်ကပြမယ်ဆိုဒီဘင်္ဂလီတရားတော်တော်အမိုက်နော်တကယ်အမိုက်ပုံကြည့်ဒီကောင်တွေကဟုတ်တယ်နော် မရဘူးခင်ဗျားတို့လည်းမ ဘ ထောက် လို ခံ မျိုးနဲ့ဒီလိုမျိုးကိုရင်တိုက်မယ်ဆိုတော်တော်အမိုက်ပုံကြည့် တခုကြောင့်ရိုဟင်ဂျာတွေကခင်ဗျားတို့ထောက်ခံရမယ်ဆိုတာအေးဦးထောက်ခံရမယ်ဆိုတာမဖြစ်နိုင်ဘူးဒီတစ်ချက်ကျွန်တော်ပြောတာပေါ့နော်နောက်တစ်ချက်ကခုနလိုအေးကအားလုံးအတွက်လုပ်နေတာအေးကိုဘာလို့စန့်ကျင်လဲဒီမိကုန်းကတော်တော်ရေးကြည့်တယ်ခင်ဗျားတို့ဒီလွန်ခဲ့တဲ့2နှစ်3နှစ်ကအဖြစ်အပျက်တွေကိုကြည့်မယ်ဆိုရင်အေးကိုမထောက်ခံတဲ့ရိုဟင်ဂျာအဖွဲ့အစည်းမရှိဘူးရိုဟင်ဂျာခေါင်းဆောင်မရှိဘူးအေးရဲ့ခေါင်းဆောင်မှုကိုမလိုက်နာခြင်းနဲ့မတောင်းဆိုတဲ့ရိုဟင်ဂျာအဖွဲ့အစည်းမရှိဘူးကျွန်တော်ကိုယ်တိုင်အဒီကာလမှာခင်ဗျာကျွန်တော်ရဲ့ timeline တွေမှာတော့ပြန်ကြည့် တော့ကို ရိုဟင်ဂျာတွေကိုအေးရဲ့ဥဆောင်မှုနောက်ကိုလိုက်ပါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတခင်မှာတယောက်ထူးချွန်တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်သူ့ရဲ့အရေးရှင်းဟာဗမာရခိုင်ပြည်တယ်မကောက်ဗမာဒီပြည်လုံးကိုပါဥဆောင်နိုင်တဲ့အရေးရှင်းရှိတယ်လို့ကျွန်တော်ရေးခဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုရခိုင်မဟုတ်တဲ့လူတွေကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒီရခိုင်တင်ကဗမာဒီပြည်လုံးကိုဥဆောင်နိုင်တဲ့အရေးရှင်းရှိပါတယ်လို့လွန်ခဲ့တဲ့3-4နှစ်ကပြောခဲ့တဲ့လူဘူးမှမရှိဘူးကျွန်တော်ပဲရှိတယ်ကျွန်တော်အဲ့လိုပဲ လိုက်လို့ရှင်လည်းရှိမှာကွာ ကျွန်တော်အဲ့လို ရခိုင်လူမျိုးတွေကိုလည်းဆူဆွေးတာ ဆိုတော့ခင်ဗျာဒီနေ့ထွန်ခင်တို့နေဆန်းလွင်တို့အားရဲဆိုတို့အာနိုးတို့ဒီအာဆာတို့ဘယ်အဖွဲ့အစည်းမို့ပဲကြည်ကြည်သူတို့ကအေးရဲ့ခေါင်းဆောင်မှုတောင်းဆိုတယ်စစ်အာဏာရှင်ကိုဆန့်ကျင်တယ်နော်ခင်ဗျာဥရွှေမောင်ဆိုရင်လည်းဒီဗိုလ်မှူးကြီးကျော်ဟန်တို့ ਨੇ ဒီဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖွဲ့စည်းပေးထားတဲ့အဖွဲ့နော်ဆက်သွယ်ရေးအဖွဲ့ဆွေးနေတာ2ကြိမ်3ကြိမ်ရှိနေနော်ဆိုတော့ကဲအဲ့ဒီအခြေအနေကနေပြီးတော့အခုဘာဖြစ်လို့ဒီလိုဖြစ်လာကျွန်တော်ပြောပြမယ်ခင်ဗျာတရားနာတော့ဒီဖြစ်ပျက်တွေကခင်ဗျာ line ပေါ်မှာရှိနေတာနော်ဘယ်သူမှညာလို့ဖုံးလို့မရဘူးနော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်စဉ်းစားပုံကဒါစဉ်းစားပုံမဟုတ်ဘူးလက်တွေ့လက်တာသူဒါကိုလုပ်နေတာတကယ်လို့ရိုဟင်ဂျာတွေနဲ့ပူးပေါင်းရင်တကယ်လို့ရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့ထောက်ခံမှုသူယူရင်ရိုဟင်ဂျာခေါင်းဆောင်တွေနိုင်ငံတကာရိုဟင်ဂျာတွေရဲ့ဒီခေါင်းထောက်ခံကူညီမှုကိုသူလက်ခံသူရိုဟင်ဂျာတွေကိုကျွန်တော်ဆက်လုပ်လို့မရတော့ဒီဟာသူရိုဟင်ဂျာတွေစစ်အာဏာရှင်ကဘုံရန်သူနော်စစ်အာဏာရှင်ကိုတိုက်ဖို့သူရိုဟင်ဂျာနဲ့ဘာဖြစ်လို့မပေါင်းတယ်လဲပေါင်းခဲ့ရင်သူရိုဟင်ဂျာကိုကျွန်တော်ဆက်လုပ်လို့မရ စောက်ဖို့လာပြောပြီမြန်မာအရေးပြဿနာမှာနေပြီးတော့ရှားပါတာရှားထင်နေပြီးတော့ဝန်ရောက်ဆွတ်ဖွဲ့လို့မရဘူးเนาะအာခတ်တက်တော့အေကနေပြီးတော့မင်းတို့ဘင်္ဂလီကျန်ဖက်တွေကိုနေပြီးတော့ဘယ်လိုနေပြီးတော့စပွဲကမှာဆွေးနေမှာလဲเนาะဘေးတိုင်းရင်းသားကနေပြီးတော့တိတ်မဲ့ပြူးမှာလဲเนาะပေးလော်ကြားမှာစာမညံ့နဲ့เนาะမင်းတို့အေးစစ်စစ်နေကြเนาะမကူညီရှင်နောက်ရှင်နဲ့မင်းတို့အာစာကျန်ဖက်ဘင်္ဂလီတွေကိုနေပြီးတော့ဘယ်သူကနေပြီးတော့ဆွေးနေမှာလဲเนาะမင်းတို့အာစာကျန်ဖက်ဘင်္ဂလီတွေကနေပြီးတော့မြမတက်မတော်ကိုလည်းတိုက်ခိုက်တယ်အာခတက်တော်အေကိုလည်းတိုက်ခိုက်တယ်နော်ရောက်လိုက်တဲ့ဒေသမှာနေပြီးတော့မင်းတို့တွေနေပြီးတော့အေးရှင်းရှင်းအေးတူပုံမြဒေသတိုင်းရင်းသားဒေသခံတိုင်းရင်းသားတွေနဲ့အေးတူပုံမြနေထိုင်ကြမင်းတို့တွေနော်ဆူဆူပူပူတိုက်မလုံးနဲ့နော်မင်းတို့ကိုအာစာအကျန်းပဲကိုဆွေးနေအောင်မင်းတို့အာစာအကျန်းပဲဘေးကောင်ပါလေအဲ့ဒါဟမ်လူရမသွဲဘူးဟောအေးဆေးဆေးနေကြမင်းတို့ကောင်နော်ဒါပဲနော်အဲ့တော့ဒီနေ့ခင်ဗျားဒီရိုဟင်ဂျာအဖွဲ့အစည်းတွေအာဆာတို့ RS တို့ဒီရိုဟင်ဂျာခေါင်းဆောင်တွေကျွန်တော်ပါဝင်ဘာဖြစ်လို့ AA ကိုစန့်ကျင်လာလဲဘာဖြစ်လို့ AA ကိုစန့်ကျင်လာလဲဆိုတော့ AA ရဲ့လူမျိုးရေးမုန်းတီးမှု genocide policy ကြောင့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့လူမျိုးရေးမုန်းတီးမှု genocide policy ကြောင့်ကျွန်တော်ဟုတ်ပြီမင်းတို့ကိုနေပြီးတော့မင်းတို့မွတ်စလင်တွေကိုနေပြီးတော့ရခိုင်လူမျိုးတွေအေးတွေကမုန်းတီးမှုဆိုရင်ဒီနေ့ရှင်ဒီမေတော့ရခိုင်ဒေသမှာရှိတဲ့မွတ်စလင်တွေနေပြီးတော့အေးရှမ်းကိုနေရမှာမဟုတ်ဘူးเนาะရခိုင်လူမျိုးတွေကောင်းနေလို့နေပြီးတော့ဒီနေ့ဒီရှင်ထိနေပြီးတော့ရခိုင်ဒေသမှာနေပြီးတော့အေးတူပုံများနေထိုင်ကြတဲ့မွတ်စလင်တွေအများကြီးမဟုတ်ဘူးလားเนาะဒါတွေကိုနေပြီးတော့လူမျိုးရေးမှိုင်းတဲ့တိတ်မတိုင်နဲ့မင်းတို့နာမည်ယူဘင်္ဂလီတွေကိုအပြားချင်တာเนาะအေးကိုထောက်ခံတဲ့မွတ်စလင်တိုင်းဝမ်တွေလည်းအများကြီးရှိတယ်เนาะရခိုင်တွေကောင်းနေလို့နေပြီးတော့ဒီနေ့ရှင်ဒီအေးရှင်းရခိုင်ဒေသမှာနေကြတယ်သွားကြတယ်လုပ်ကြတယ်အများကြီးเนาะဒီနေ့ကမြန်မာတက်မတော့အုပ်ချုပ်မှုကဆိုရင်
တမျိုးနဲ့တမျိုးဟိုမျိုးမတော်ရဒီမျိုးကိုမတော်ရနေပြီးတော့တားမြိုက်ထားတာဒါစောက်ကြောင်မဟုတ်ဘူးမြန်မာတဲမတော်ကြီးကတားမြိုက်ထားတာကလည်းကောင်းတယ်နော်ပြောမယ်ဆိုရင်ဒီလိုသောလာခွင့်တွေပေးလိုက်မယ်ဆိုရင်ဒီအကျန်းဖက်တွေကနေပြီးတော့ဒီတိုင်းပါပဲနော်ဘေတော့ကမှနေပြီးတော့အကောင်းလုံးတာကမရှိဘူးနော်စောက်ဖုံးထုံးမယ်ကျန်းဖက်လုပ်တွေလုပ်မယ်နော်နိုင်ငံတကာရောက်ရင်ကိုပြမယ်ဒီလိုစကားမျိုးတွေပြမယ်လိုင်းပေါ်လာပြီနော်ခုကအဲ့ဒါနဲ့မြန်မာတဲမတော်ကြီးလုပ်ပုံကလည်းကောင်းတယ်တမျိုးပါလေနော်အခုကနေပြီးတော့အာရခတ်တို့အေကနေပြီးတော့လူသားချင်းကိုရှင်းစာလို့နေပြီးတော့အာရခတ်ဒေသလွှဲမြောက်နေပြီတွေမှာနေပြီးတော့ဒီမွတ်စလင်အတိုင်းဝိုင်းတွေကိုလေးနေပြီးတော့ဒီတော်လာခွင့်တွေတမျိုးနဲ့တမျိုးကူးသောခွင့်တွေပေးထားတယ်အကောင်လုံးအစားစားရပေါ့နော်ဒီရခိုင်ဒေသမှာရှိတဲ့လွှဲမြောက်ဒေသမှာရှိတဲ့မွတ်စလင်တွေကိုလေးနေပြီးတော့ကြောသောရင်သားမဖိတ်ရှားပြီးနေအကုန်လုံးတင်းတို့ညီများဆက်ဆံတယ်နော်ဒီခက်ကန်တာပဲကြီးကြီးနေပြီးတော့အကောင်လုံးတင်းတို့ညီများခွင့်ရည်တွေပေးထားတယ်နော်လုံပိုင်ခွင့်တွေပေးထားအကောင်လုံးနော်ဒါတွေကိုနေပြီးတော့ဒီကဘင်္ဂလီဖူကြီးကဗာပြောလဲဆိုအာရခတ်တက်တွေကနေပြီးတော့ဂျွန်ဆိုင်နေပြီးတော့လူမျိုးတုံးတက်ဖြဲမှုတွေလုပ်နေတယ်မင်းတို့ချပြအခုအေးလို့နော်ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ဘင်္ဂလီအကျဉ်းဖက်ရဲ့ဒီပြပရောက်နေတဲ့ဘင်္ဂလီအကျဉ်းဖက်ဒီတိုင်းပါပဲဘယ်တော့မှနေပြီးတော့အကောင်းပြတာမရှိဘူးနော်မြန်မာတဲမတော်ကြီးလို့တိုက်ခိုက်မယ်ဒီအာရခတ်တော်ကြီးကိုလည်းတိုက်ခိုက်မယ်ရခိုင်လူမျိုးတွေကိုလည်းစော်ကားမယ်မြန်မာလူမျိုးတွေကိုလည်းစော်ကားမယ်မင်းတို့စောက်ကျင်းအကြောင်းဝင်ကတော့သိတယ်ကောင်းနော်ဆန့်ကျင်တာဒါဘသူမပြုတ်မိမိမှုပဲဒါအေးရဲ့မူဝါဒပဲဘုံကျုပ်ထွန်းမြတ်နိုင်ရဲ့မူဝါဒပဲအဲ့တော့ခင်ဗျားတို့ကအေးကိုအာစာဘာလို့တိုက်တယ်လဲအေးကိုဘာဖြစ်လို့နိုင်ငံတကာတိုက်တယ်လဲအေးကိုဘာဖြစ်လို့ဥအောင်တင်ကဆန့်ကျင်တယ်ဆိုရင်ခင်ဗျားတို့ဘုံကျုပ်ထွန်းမြတ်နိုင်ရဲ့အေးရဲ့လောက်ရောက်ခင်ဗျားတို့ကြည့်နော်ဒီအေးဟာဒီရခိုင်ပြည်မှာစပြီးခြေကုပ်ယူတယ်လွန်ခဲ့တဲ့၄-၅နှစ်တုန်းကခင်ဗျားတို့ရခိုင်တွေကိုဗမာပြည်လုံးကအစွန်းရောက်တွေကမုန်းကြတာနော်တချို့ဆိုရင်ခင်ဗျားဗမာပြည်မုန်းတာဘွားမားတယ်မုန်းတာဟဲ့လားတင်ကားပေါ်မှာလောက်စုကဖွင့်ပြီးတော့ဟုတ်ပြီအဲ့ဒါဆိုရင်မင်းတို့ဘင်္ဂလီမြန်မာတနိုင်ငံလုံးကမုန်းကြတယ်နော်ဘင်္ဂလီဆိုရင်မြန်မာလူမျိုးမယ်ရအကောင်လုံးရှိတောင်းနဲ့ကန်ချင်ရတဲ့လူတွေကြီးပဲမဟုတ်ဘူးလားငါပြောတာချစ်ချင်းနေမကြီးစင်တချင်းဆိုမယ်လိုက်မဆိုတဲ့လူတွေကိုပြစ်တတ်မယ်လို့တော့ပြောတာခင်ဗျားတို့မန်းလေးရန်ကုန်ပြည်တို့ပဲခူးတို့မှာရခိုင်တို့မောက်ထုံနေတယ်နော်ရခိုင်မှာဝင်ဖမ်းပြီးတော့အေးဆိုတော့ပြစ်တတ်နေတာအဲ့ဒီအချိန်မှာကျွန်တော်တိုင်းလိုင်းအောင်သွားကြည့်ရခိုင်မဟုတ်တဲ့လူတွေထဲမှာကျွန်တော်တော့အေးဘက်ကရခိုင်ဘက်ကရက်တယ်လို့တယောက်မှမရှိဘူးလို့ကျွန်တော်ပြောရတယ်ဟုတ်လားနေတိုင်းလို့ကျွန်တော်ရခိုင်ဘက်ကရက်ပြီးတော့ကျွန်တော်ပြောတယ်ဘာဖြစ်လို့ရခိုင်တွေမတရားခံလို့အေးတွေမတရားခံလို့အဲ့ဒီကာလတော့လည်းအေးရဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်းဟာရိုဟင်ဂျာတွေရဲ့လူခွင့်ရေးကိုကျွန်တော်တို့ကရိုဟင်ဂျာလို့သူတောင်းတယ်နော်နောက်တစ်ခါဒီ ICC မှာစစ်တပ်ကိုစစ်တပ်ကနေပြီးတော့ဂျနိုဆိုက်လုပ်တာကိုတက်သိခံမှုဗမာစစ်သားသူဖမ်းမိတဲ့ဗမာစစ်သားကိုပို့ပြီးနော်ဆိုတော့ရိုဟင်ဂျာတွေရဲ့ဒီမတရားဖိနှိပ်မှုသူကာကွယ်မယ်လို့သူပြောတယ်ဒါအခြေအနေဆိုတော့အခြေအနေလည်းကောင်းလာတော့မင်းတို့ဘင်္ဂါလီကိုဘင်္ဂါလီလို့ခေါ်တာဘာဖြစ်လဲနော်အဲ့တော့ခင်ဗျားတို့သူများကိုမပြတ်အပြစ်မတင်ရင်သူများကိုလက်ညှိုးတစ်ချောင်းတော့ဘင်္ဂလီခေါ်တယ်ပို့ချထွေးမြနေတယ်ကိုကြည့်ပါနော်ကိုလှုပ်ခဲ့တဲ့လောက်ရောက်ကိုကြည့်ပါဒီနေ့လည်းပဲရခိုင်ပြည်အနာကရခိုင်ပြည်မှာပထမလူကြီးအများဆုံးဖြစ်တဲ့ရခိုင်နဲ့ဒုတိယလူကြီးအများဆုံးဖြစ်တဲ့ရိုဟင်ဂျာတို့ရဲ့ပေါင်းစည်းညီညွတ်မှုတွေအားဖြင့်သာရခိုင်ပြည်ကိုတည်ထောင်နိုင်တယ်ကျွန်တော်ရခိုင်မှာနေပြီးတော့ရိုဟင်ဂျာဆိုတဲ့အမည်ကမရှိဘူးမွတ်စလင်တွေပဲရှိတယ်နော်မြန်မာခေါ်ကမွတ်စလင်ရှိမယ်ဂါလာရှိမယ်ဒီခရီးပြမယ်ဆိုရင်ဘင်္ဂလီရှိမယ်ပေါ့နော်ဒီရိုဟင်ဂျာဆိုတဲ့အမည်ကမရှိဘူးနော်မြန်မာနိုင်ငံလုံးမှာလည်းမရှိဘူးရခိုင်ဒေသမှာလည်းမရှိဘူးရိုးဆိုတဲ့အမည်ကမရှိဘူးဟိုကမြန်မာခေါ်ဆိုရည်မျိုးကန်းတင်ပေါ့ကူလာနော်ကူလာလည်းခေါ်တယ်တောင်းတယ်ကူလာကပဲကူလာဆိုတဲ့ပင်တွေကနေကူလာတဲ့ကောင်ဖြစ်လို့ကူလာရည်မျိုးကန်းတင်ဖြစ်တယ်ရေကနေခဏမျိုးလာတဲ့ကောင်ဖြစ်လို့ရည်မျိုးကန်းတင်ကဲမှာတင်နော်ဖြစ်တယ်ဟုတ်လားโอเคအများကပြောတယ်မြောက်ဦးဘာဖြစ်လို့ထုံကားလဲမွတ်စလင်နဲ့ရခိုင်နဲ့ညီညွတ်လို့တမိုင်းကိုပြန်ကြည့်ဟုတ်လားမဟုတ်ဘူးဆိုရဲရခိုင်နေတော့ကောင်တွေကလေကွာတမိုင်းကပြောင်းစင်အောင်လုပ်နေတဲ့ကောင်တွေပဲနော်တော်တော်ကိုနေပြီးဆိုးနေတဲ့ကောင်မြောက်ဦးဘာဖြစ်လို့အခုနေပြီးတော့မြေဦးမျိုးနေမှာနေပြီးပြတဲ့မှာရှိတဲ့ကြောက်စာရခိုင်ကြောက်စာတွေနေပြီးတော့ဘင်္ဂလီစာလို့နေပြီးတော့မေတော့နေပြီးတော့ဝါဒပြင်းတဲ့ဟာအများကြီးမဟုတ်ဘူးလားနော်ဒါကနေပြီးတော့ရခိုင်မှာနေပြီးတော့နော်ကိုချီကိုနဲ့မြင်ခဲ့တဲ့ဘရင်ကိုချီကိုနဲ့ကိုကျငယ်နဲ့နေလာတဲ့ရခိုင်မျိုးတစ်မျိုးဖြစ်နေလို့နော်
ဒီနေရာမှာနေပြီးတော့ဒီ8000 9000အထိုးတွေမရှိဘူးမဟာမြတ်မုန်းနေဖျားမရှိဘူးဆိုရင်ဒီနေရာကနေပြီးတော့အကောင်လုံးမွန်စလင်ငါတို့မွန်စလင်ရေတော့ငါတို့မွန်စလင်အုပ်ချုပ်ခဲ့တဲ့ဒေသတစ်ခုဖြစ်တယ်မွန်စလင်စာတွေဖြစ်တယ်ဒါကနေပြီးတော့ဒီ8000 9000ကလည်းငါတို့မွန်စလင်တွေအုပ်ချုပ်ခဲ့တဲ့ထင်းငယ်တွေဖြစ်တယ်မဟာမြတ်မုန်းလို့ဆိုတာရင်တော့ငါတို့ဗုဒ္ဓဘာသာကိုကိုယ်ခဲ့တယ်ဆိုပြီးဝါဒတွေအဲ့လိုဖြစ်လာမယ်နောက်တစ်ချိန်မှာဆိုရင်နော်ဒီကောင်တွေကတော်တော်ကိုစောက်ကျင်းရုပ်တဲ့ကောင်တွေ ဗမာပြည်လက်အောက်ရောက်သွားလဲရခိုင်နဲ့မွတ်စလင်မညီညွတ်လို့နော်ဆိုတော့ဒီနေ့လည်းပဲခင်ဗျားတို့ရိုဟင်ဂျာကိုရန်လို့ရိုဟင်ဂျာကိုတပ်ဖြတ်ရိုဟင်ဂျာကိုကျွန်တော်ဆက်လုံနေသူခင်ဗျားတို့ရခိုင်တော်လိုင်းပြောမအောင်ပဲနော်ဘာဖြစ်လို့လဲဆိုတော့ရခိုင်ပြည်နယ်မှာအကြီးဆုံးလူကြီးကဒုတိယအကြီးဆုံးဖြစ်တဲ့လူကြီးကိုခင်ဗျားတို့တစ်သက်လုံးကျွန်လောက်ထားမယ်ငါတို့ခိုင်းရနေငါတို့နဲ့တစ်ဆင့်နေနေကြခွေးကြက်မှာနေရမယ်ငါတို့ဟိုလှုပ်ချင်တာလှုပ်တာမင်းတို့ခံရမယ်ငါတို့ခေါ်တဲ့အတိုင်းမင်းတို့ကိုခေါ်ရမယ်ဆိုတာဒါကနိုင်ငံရေးသမားမဟုတ်ဘူးဒါကဆက်စစ်အချမ်းဖက်နာဇီဝါဒဒါနိုင်ငံရေးလုပ်တာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ရခိုင်ပြည်တကယ်တမ်းတိုးတက်ရှင်တယ်တကယ်တမ်းအေးချမ်းရှင်တယ်ဆိုကျွန်တော်လည်းမြင်ကြပါလေရိုဟင်ဂျာတွေကိုရိုဟင်ဂျာလို့အတိမပြုပါရိုဟင်ဂျာတွေတောင်းဆိုတာဘာမှမဟုတ်ကျန်လို့နယ်မြေလည်းမပေးနယ်မြေတောင်းတဲ့ရိုဟင်ဂျာဟုတ်ပြီကွာသူများတွေခေါ်မခေါ်ငါနေပြီးတော့နော်မြန်မာနိုင်ငံတနိုင်ငံလုံးကပြည်နယ်ပြုမပြုငါကနေပြီးတော့မင်းတို့ကပြည်နယ်ပြုနဲ့ခေါ်ပေးလိုက်မယ်ရိုဟင်ဂျာမိုဟွန်ဂျာရိုဟင်ဂျာအဲ့လိုလားရိုဟင်ဂျာโอเคကျင်းနေပြီလားโอเคမရှိဘူးသူတို့တောင်းတာတီးကြအုပ်ချုပ်ရေးဘာဖြစ်လဲဗျာရိုဟင်ဂျာတွေအများကြီးရှိတဲ့နေရာမှာရိုဟင်ဂျာရက်ကွက်မှုထားတယ်ရိုဟင်ဂျာ KI မှုထားတာဘာမှလည်းအခုလည်းအေးတချို့ထားနေတာနော်ဆိုတော့တီးကြအုပ်ချုပ်ရေးဆိုတာသူတို့တမင်အဆအဆုံးအုပ်ချုပ်တာမဟုတ်ဘူးပေါ့ဗျာသူ့အဆင့်နဲ့သူပေါ့ရခိုင်ပြည်နယ်အလုံးကအေးရဲ့အုပ်ချုပ်တယ်ဆိုရင်ဘူးသူတော်မောင်းတော့မှရိုဟင်ဂျာအများစုရှင်ဒီအုပ်ချုပ်မှုရိုဟင်ဂျာကိုပေးဖို့ရိုဟင်ဂျာတဲ့ဒလိတ်ဆုံးဆောင်လေးစားဖို့ဒါလေးပဲတောင်းတာအခုကနေပြီးတော့အာဖတ်တက်တော်ရေကနေပြီးတော့မင်းတို့ကိုမွတ်စလင်အတိုင်းဝိုင်းတွေကိုနေပြီးတော့နော်မွတ်စလင်အတိုင်းဝိုင်းမှာရှိတဲ့ရက်ွယ်အုပ်ချုပ်မှုကြီးနော်ဒေသအသီးသီးမှာနေပြီးတော့မွတ်စလင်တွေကိုပဲနေပြီးတော့ဥဆောင်ခွင့်ပေးထားတာအများကြီးရှိတယ်နော်ရခိုင်ဒေသမှာမင်းတို့ line ပေါ်မှာနေပြီးတော့နေပြင်အရှင်တွေကိုမသိဘူး support တွေမပြောရင်လည်းမင်းတို့မွန်နေကြနာမည်ယူတယ်နော်ဒီဗီဒီယိုဖိုင်ကြည့်ရင်မင်းတို့မွတ်စလင်အတိုင်းဝိုင်းတွေကလည်းကြည့်နော်အာစာကိုထောက်ရတဲ့ကောင်တွေကနေပြီးတော့ဘယ်တော့ခါမှလည်းနေပြီးတော့မြန်မာလူမျိုးကိုအကောင်းပြတာလည်းမရှိဘူးရခိုင်လူမျိုးတွေကိုလည်းနေပြီးတော့အကောင်းပြတာလည်းမရှိသလိုအာခတက်တော့အေကိုလည်းအကောင်းပြတာလည်းမရှိဘူးเนาะမြေပြင်ရှင်တွေမှာနေပြီးတော့အာခတက်တော့အေကနေပြီးတော့မင်းတို့ပြသလိုအကျန်းဖက်လုပ်တွေလုပ်နေလားမင်းတို့မွတ်စလင်လူမျိုးတွေကိုလူမျိုးတို့ဖက်ဖက်နေလားဆိုတာလေတေချာနဲ့စစ်စစ်လေးလာကြည့်အောင်เนาะကြောက်တယ်เนาะမင်းတို့လူမျိုးတွေကိုမထင်ရဘူးမကန်ရဘူးเนาะအာခတက်တော့လေအေးလေဒီတိုင်းပါပဲမြန်မာတနိုင်ငံလုံးကလေဒီတိုင်းပါပဲเนาะမွတ်စလင်လူမျိုးကိုမထီးဘူးမကန်ရဘူးကြောက်တယ်เนาะကင်လိုက်တာနဲ့နင်းဆိုရင်များကဘာကြီးကိုငိုပြဒါကသိတယ်အဲ့ဒါနဲ့နေပြီးတော့เนาะရခိုင်ဒေသမှာရှိတဲ့လူမျိုးတွေဓာတ်ဒီမွတ်စလင်လူမျိုးကိုနေပြီးတော့ဦးစားပေးတယ်เนาะအာခတက်တော့အေးကလေးနေပြီးတော့เนาะဘေးရာပဲကြည့်နေပြီးတော့မွတ်စလင်လူမျိုးကိုနေပြီးတော့လက်တွေ့ပြီးတော့အကုန်လုံးအစစရရနေပြီးတော့ဒေသအသီးသီးเนาะတရားရေးစီရင်ရဲ့အကောင်လုံးမှာနေပြီးတော့အုပ်ချုပ်ရင်တရားမှာနေပြီးတော့အကောင်လုံးသူတို့ကိုနေပြီးတော့သူတို့မွတ်စလင်သူတို့အုပ်ချုပ်ခွင့်ပေးတာအများကြီးမင်းတို့နေပြီးတော့ line ပေါ်မှာမတည်ပြီး support တလားပြောနေတဲ့ပုံကြီးနော်ရခိုင်ဒေသမှာရှိတဲ့မွတ်စလင်တွေတည်တယ်နော်အကောင်လုံးဒီအကျန်းဖက်လုပ်တွေကိုနှိုးဆော်လုပ်နေတာကနေပြီးတော့ပြမယ်ဆိုရင်ဒီဘူးတိတောင်မောင်တော့ကဒီဘင်္ဂလီအကျန်းဖက်တွေများတယ်နော်ကျန်တဲ့ဒေသကတောင်းရှိရှရီယာလောက်ပေးပါတိုင်းပြည်ခွဲထက်ပေးပါဘာမှတောင်းလို့သူ easy layer လောက်ကန်စားတော့ရှင်တယ်ဒါပဲဒါလည်းပေးထားတာပဲမဟုတ်ဘူးခင်ဗျားတို့ဗိုလ်ချုပ်ထုံးမြတ်နိုင်ကလူသက်အကြမ်းဖက်မူပါတော့ကျင့်သုံးနေတာဖြစ်ဆိုတော့ဒီလူသက်အကြမ်းဖက်မူပါတော့ကျင့်သုံးတွေဒီခင်ဗျားတို့ရခိုင်တော်လိုင်းဘယ်တော့မှမအောင်ဘူးဟုတ်လားအေးဒီဟာကိုပြင်ပါဒီနေ့ပြင်ပါနောက်မကြသေးဘူးဒီနေ့ပြင်လို့ဒီနေ့ရိုဟင်ဂျာနဲ့ခင်ဗျားတို့လက်တွဲခင်ဗျားတို့ရခိုင်ပြည်ရဲ့လွတ်မြောက်ရေးဟာချက်ချင်းရရိုဟင်ဂျာနဲ့တော့လဲမတွေ့ဘူးမွတ်စလင်တော့လဲတွေ့နေတယ်ဖြစ်ပြီနော်ဒီမှာကျွန်တော်ဒေသမှာနေပြီးတော့တိုးတက်ကြအများကြီးလုပ်နေတယ်ရခိုင်လူမျိုးတွေနဲ့ဒီမွတ်စလင်တွေပြောတာမှာတိုင်းပြည်ရဲ့60ရာခိုင်နှုန်း80ရာခိုင်နှုန်း80ရာခိုင်နှုန်းတိမ့်ပြီးပြီဆိုနော်နေမြေသိမ့်တာနေမြေထိန်းတာမတူဘူးနော်ခင်ဗျာ TNL လို့ပါလို့တော့မှဒါတရုတ်နောက်ကရှိနေလို့နည်းနည်းပထိန်းတယ်နော်ဆိုတော့ထားလိုက်တရုတ် TNL လို့ MNDA တို့ခဏထားလိုက်ခင်ဗျားတို့ဒီရိုဟင်ဂျာတွေတန်းရှိတဲ့ရိုဟင်ဂျာတွေကိုခင်ဗျားတို့သူတို့ရဲ့တည်ရှိမှုသူတို့ရဲ့ဂုဏ်သိက္ခာကိုအတိအမှတ်မပြုတ်ဘဲနဲ့
ရခိုင်နိုင်ငံတည်ထောင်နိုင်တယ်ရခိုင်ပြည်နယ်တိုးတက်ခြင်းတယ်ဆိုတာတော့ဒါစိတ်ကူးရင်အိမ်မက်တော့မှလူကောင်းရဲ့စိတ်ကူးရင်အိမ်မက်မဟုတ်အယူရဲ့စိတ်ကူးရင်အိမ်မက်ဖြစ်တယ်အဲ့တော့အများဆုံးပြင်ပါရိုဟင်ဂျာတွေနဲ့လက်တွဲပါရခိုင်ပြည်သူတွေနဲ့ရိုဟင်ဂျာတွေလက်တွဲပြီးတော့ငြိမ်းချမ်းတာကိုကျွန်တော်မြင်နေပါတယ်ဗျာကျေးဇူးတင်ပါတယ်နောက်ထောင်နဲ့ မြေပြင်အခြေအနေမှာနေပြီးတော့မွတ်စလင်လူမျိုးနဲ့ရခိုင်လူမျိုးနဲ့လက်တွေ့ပြီးလုံးတဲ့အမိအများကြီးရှိတယ်နော်မင်းတို့စောက်လုံးတဲ့ကဲနေလားနော်ပေးလော်ကြားမှာစားညင်းမယ်နော်နောက်ကဆိုရင်ရခိုင်တွေနဲ့လည်းနေပြီးတော့မတည်ဘူးစစ်ကောင်စီနဲ့လည်းမတည်ဘူးကြားမှာဘာဖြစ်ရလဲဟိုလေးမရောက်ဒီလေးမရောက်နေပြီးတော့ကိုရှောက်ကိုဘွားတက်ပို့ပြီးဆိုးသွားနိုင်တယ်နော်မင်းတို့ဘင်္ဂလီအကျဉ်းထဲအားပေးနေတဲ့ကောင်နော်ဒီလိုကောင်မျိုးတွေပြတာတကြီးနေပြီးတော့နော်ဒီလောက်ထိနေပြီးတော့ဒီရခိုင်လူမျိုးတွေနဲ့အားကတက်တော့အိမ်ကိုနေပြီးတော့ခွေးရှားဆက်ဆက်မုန်းတိနေလဲဆိုတာမင်းတို့ဒီဖို့ကြည့်ပြတာလေနားထောင်ကြည့်ဆောင်အောင်နော်ရခိုင်ပြည်သားမှာရှိတဲ့မွတ်စလင်တွေသိမှာပါနော်ရခိုင်လူမျိုးကဘယ်လိုဆက်ဆံတယ်မွတ်စလင်တွေကိုလူမျိုးတွေကိုအားခတက်တော့အိမ်ကနေပြီးတော့ဘယ်လိုဆက်ဆံလဲဆိုတာနော်ခင်ဗျားတို့လည်းသိမှာပါနော်လိုင်းပေါ်တဲပြီးတော့နေပြီးတော့ပေါက်ပန်း40နေပြီးတော့အရင်မြတ်ဖဲမြတ်တွေလာမပြောကြနဲ့နော်ဟုတ်ကဲ့